စာနဲ့ရေးရင်အစင်မပြေလုံးလို့ရေးလည်းမရေးနိုင်တော့လို့ညလုံးလေးလည်းစက်နေအိမ်ထဲမှာနေတဲ့လူတွေပဲဖြစ်စေပေါ့နော် Facebook ကနေတရင်နေဖြန့်ပြီးတော့ကိုယ်အိမ်ရှေ့လောက်ပဲကိုနေတဲ့လူတွေပဲဖြစ်စေတစ်စိမ့်လောက်ကျမမြစ်တာရက်ခဲညင်မှာအဲ့ဒါပါလဲဆိုတဲ့အခါကျတော့ကျမတို့ဆိုလို့ရှိရင်နေ့စဉ်နဲ့များထွက်တိုက်နေကြကျမ live မလွှင့်ကြဘူးအမေဒါမဲ့ပြောမှသိမှာမို့လို့ကျမတို့ဘယ်လောက်တော့လုံနေရလဲဆိုတော့ပြောမှသိမှာမို့လို့အိမ်ထဲလောက်မှာပဲနေပြီးတော့ဟိုဟာတွေရှောင်းမှာဒီဟာတွေရှောင်းမှာဟိုကမလုပ်ပါနဲ့ဒီဟာမလုပ်ပါနဲ့ဆိုတာအစင်သားစင်ကျင်ချက်မရှိပဲနဲ့ဖြန့်ကြတယ်အခုဒီရန်ကုန်မြို့မှာကားနဲ့ပတ်ပြီးထွက်နေတဲ့လူတွေတွေးလိမ့်မယ်ရှိလိမ့်မယ်သူတို့တွေတီးကြတယ်ကားလည်းဒီကရှင်းလေးနေရပဲခါတိုင်းတနေရာနဲ့တနေရာကိုသွားမဲ့စစ်ကားတွေကသူတို့တွေကအတားအဆီးတွေလောက်ကိုရှင်တို့တားရတဲ့အတားအဆီးတွေလောက်ကိုဘာနဲ့တိုက်ဖြတ်သွားတာစောက်ခုမဆိုင်ဘူးကားနဲ့ဆွဲတိုက်သွားတာကျမတို့ထွက်ပေးနေတဲ့ကားတွေပဲအဲ့အတားအဆီးတွေကိုကျမတို့ကဘာမှလုပ်လို့မရဘူးကျမအခုမှကျမပုံးတဲ့နေရာနေထွက်လာပြီးတော့ခလေးတွေကိုကျမစိတ်မချလို့ထွက်ကြည့်တယ်ကျမတို့အဖွဲ့တွေကနေလည်းပါသွားတယ်အများကြီးပဲခုပြန်ထုတ်ဖို့ပြန်လိုက်ရအောင်အဲ့ဒီအတားအဆီးတွေကကျမတို့ထွက်နေတဲ့အိမ်ကားတွေကိုပဲကျမတို့ကအတားအဆီးဖြစ်စေပြီးတော့ကျမတို့တွေမြန်ထက်သွားလို့မရဘူးနောက်တစ်ခုခုနကကျမ live လွှင့်နေတဲ့ battle ထဲမှာမြင်ရလိမ့်မယ်ထင်တယ်ကျမ live ကိုပြန်ကြည့်ပေးပါအားလုံးတတိထားပြီးစင်ကျင်ဖို့ကျမတစ်ခုလောက်ပြောချင်ပါတယ်ကျမတို့ကပျော်ပွဲရွှင်ပဲမဟုတ်ဘူးဓာတ်ပုံတွေကိုလမ်းလဲကောင်မှလာပြီးတိတ်ရေးကြည့်နေလို့လမ်းဖယ်ပါကျမတို့ကားတွေနဲ့ချက်ချင်းသွားပြန်ပိတ်ရမယ်ဆိုတဲ့အချိန်မှာစပိန်နေနဲ့လမ်းလဲကောင်ကြီးလေတဲ့ကြီးမှာရိုက်ပြီးတော့မဖယ်ပေးတာတွေရေးကြီးခွင့်ချက်တွေလုပ်ပြီးတော့ကိုရုပ်ကာယတွေရှေ့မှာလာလုပ်နေရတယ်ကျမနောက်ဘက်ကကျမကားသွားပိတ်မဲ့အချိန်မှာကျမမပိတ်လိုက်နိုင်ဘူးနောက်ဘက်ပွင့်သွားတယ်ကလေးတွေပါသွားတယ်နောက်ဘက်ကနေဝင်လာပြီးကြီးစင်းနဲ့ပြစ်သွားကလေးတွေဘာမှမလုပ်လိုက်နိုင်ဘူးဒုတိယတစ်ချက်လမ်းပေါ်မှာဘယ်သူမှမရှိဘူးလူတွေကျဲလေးပဲရှိတယ်လမ်းတွေရှင်းနေတယ်စိတ်တိုင်းကြောက်ဝင်လာပြီးစိတ်တိုင်းကြောက်ကလေးတွေကိုလှုပ်ချင်တာလှုပ်သွားတယ်အဲ့တော့ရှင်တို့တွေပြောကြပါ UN တွေကတည်နေပြီ USA ကတည်နေပြီအိမ်မှာပဲနေကြပါလို့ပြောကြပေါ့အဲ့တော့ဘာဖြစ်လဲဘာမှမဖြစ်ပါဘူးကျမတို့တွေစိတ်တဲ့အပြေးအဝါတွေခွန်အားတွေအပြေးအဝါတွေနဲ့လုံနေတဲ့လူတွေကပဲအဖိခံရတာပေါ့အော်တနေ့ကိုအဲ့လိုပဲ556နဲ့အမဲကျွေချွေခံရပြီးတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်ရယ်တတ်တည်ရယ်မရှိရရှုံးမှာပဲနောက်တစ်ခုအလက်ကားနေရင်လည်းကြောက်စိတ်တွေကြောက်ပြီးတော့ဟိုလိုမလုံးနဲ့လေဒီလိုမလုံးနဲ့လေဆိုတဲ့ဟာတွေရှိနေရင်ကျမတို့ရှုံးအောင်မှာပဲအခုဒီနေ့မြင်ခွင့်ကျွန်တော်မြင်စေခြင်းနဲ့အဲ့ဒီလိုမျိုးတွေဟိုဟာတွေမလုံးနဲ့ဒီဟာမလုံးနဲ့လို့ပြောတဲ့လူတွေကိုမြင်ကြည့်စေခြင်းကျမပြေးဝင်သွားတယ်ကျမကားကိုဒီဘက်မှာဆက်သွားလို့မရတော့လို့ရက်ပြီးတော့နောက်ကိုပြေးသွားတဲ့အချိန်မှာကျမမျက်ရည်ပုံထိတယ်ဆက်သွားလို့မရဘူးအဲ့ဒီအချိန်မှာကျမအတင်းပြဲရဲပြီးတော့ကျမကြည့်လိုက်တဲ့အချိန်မှာကလေးတွေကနည်းမြင်မကျွမ်းကျင်တဲ့အခါကျတော့ဒေသန္တရဟာအစာဦးရောဝင်းပြေးနေတယ်မိန်းကလေးတွေကိုနောက်ကနေပြီးတော့နံပါတ်2တွေနဲ့ကျုံပြီးတော့ရိုက်တာဘာဖြစ်လို့လဲဆိုတော့ခါတိုင်းရဲအင်အား100နေရာ10နေရာကိုခွဲသွားနေရတဲ့အခါမှာသူတို့လူအုပ်ကြီးကိုဘာမှမလုပ်ရဲဘူးအခုတော့ကျမတို့လူကအယောက်900လောက်ကိုရဲအင်အား300လောက်ကဝိုင်းလာတဲ့အခါမှာရှင်တို့စဉ်းစားကြည့်အဲ့တော့ကိုယ့်ရှိပဲကိုပြပါတို့ပြောတဲ့လူတွေဒီနေ့တာဝန်မှာပြုတ်ကွင်းကန်တဲ့ live ကိုတင်ထားတယ်ဒါရွေးရှိလိမ့်မယ်ရှားကြည့်ပါပြီးဆက်ပြောပါဟိုမလုံးနဲ့ဒီလိုမလုံးနဲ့ဘယ်မသွားနဲ့တော့ဆက်ပြောပါ
အဲ့လိုနဲ့ပဲကလေးတွေအမဲကျွေးချွေခံရလိမ့်မယ်အခုကျမဆိုလို့ရှိရင်ကျမပုံနေတဲ့နေရာကျမအခုမှထွက်လာတယ်အဲ့နေရာတပေါက်ပဲရှိရကြမလို့တီးတယ်ရဲတွေအကုန်လုံးပိတ်စစ်သားတော့ကအဲ့ဒီဝင်းရှိရနေကျမကိုပိတ်ထားပြီးတော့စောင်းနေကျမမနေနိုင်တော့ဘူးထဲထဲမှာဖြစ်ချင်ပြည့်စုံပြီးကျမထွက်လာအိမ်မနေပြီးတော့ပဲဖြစ်ဖြစ်မကြောက်ကြပါနဲ့အကုန်လုံးမကြီးအဲ့ကလေးဓာတ်သေးပေးအောင်မယ်နောက်ပြီးတော့စီရီယန်သမားတွေကျမတအားစိတ်ဆိုးတယ်စီရီယန်လို့ရောင်ဆောင်ပြီးနေနေတဲ့လူတွေကျမအကောင့်ထဲမှာရှိနေတယ်အဲ့ဒီကလေးတွေခံရတာနဲ့အများရှင်တို့တွေကိုကျမလုံးဝမချင်တတ်ဘူးနော်တကယ်ကိုပတ်တော့ဖြစ်နေပြီအရေးတကြီးဖြစ်နေပြီဆိုတဲ့အချိန်မှာမြောက်ပွဲပြသလိုမျိုးဗီဒီယိုတွေကိုရေးကြည့်ခွင့်ကျလှုပ်ပြီးတော့ရိုက်ပြီးတော့ကျမ live မှာပြန်ကြည့်ပါခဏလောက်ဖယ်ပေးပါကျမကားထွက်မလို့ပါဒုံပုတ်ပြီးပြောတာတော့မှစောက်ကူမဆိုင်ဖက်နဲ့အကြာကြီးပဲလှုပ်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ရှေ့ကနေလာပိတ်ထားတဲ့လူတွေကျမတို့ပျော်ပွဲရွှင်ပွဲလုပ်နေတာမဟုတ်ဘူးကျမတို့အလုပ်လုပ်နေတဲ့လူတွေကိုတစ်ချက်လောက်လေးကူညီပေးကြပါလမ်းကိုလည်းထွက်မလာဘူးထွက်လာတဲ့အခါကျတော့လေတကယ်တမ်းကျတော့ကိုလို့ယုံကြတာဗီဒီယိုလည်းရိုက်ပြီးတော့စပိန်နဲ့နေမိပြေးကြတာဒါပေမဲ့ကျမအဲ့စပိန်နှစ်စီးရှင်းမှာပိတ်ထားတဲ့ကြောင့်ကျမကလေးတွေကိုကျမအနောက်ကနေပြီးတော့ဝင်ပြီးတော့ကျမရှင်ဘာကူဘက်ကနေပတ်ပြီးတော့ကျမပိတ်မဲ့ဟာမှာကျမမပိတ်လိုက်နိုင်ဘူးကျမတတိမပေးလိုက်နိုင်ဘူးကလေးတွေကိုသူတို့အရှိမမဲနေရရဲစခန်းဘာမှမဲပြီးတော့ပြန်ခံစစ်လုပ်နေတယ်နောက်တစ်ခုချက်ချင်းဆက်နဲ့ပေါက်လိုက်တဲ့အချိန်မှာကားလမ်းတွေကရှင်းပြီးတော့ဘာမှမရှိတဲ့အချိန်မှာကားတွေစစ်ကားတွေအစီး20ကျော်လောက်ကဝိုးဆို3မိနစ်တွင်ရောက်လာတယ်ကျမတို့ဘာမှမလုပ်လိုက်နိုင်ဘူးကျမတို့အဲ့လိုပုံစံမျိုးနဲ့မညီကြဘူးဆိုတရှုံးမှာပဲခွေးထပ်ဖြစ်ကြအောင်မှာပဲအဲ့စိတ်တွေနဲ့ခွေးထပ်ဖြစ်ကြအောင်မှာပဲပြီးအယုံလွယ်တာကောင်းတဲ့ထဲပြီးမစင်းစားတာရှင်တို့အမေကိုလာကြည့်လက်ရည်လုံးရောမြောက်ထားတဲ့ကလေးတွေလေအပေါ်ကနေစစ်ပြီးရိုက်တာမိန်းကလေးတွေကစစ်ပြီးတော့ရိုက်တာနောက်ကတနတ်တွေနဲ့ချိန်ထားပြီးတော့စစ်ပြီးတော့ရိုက်တဲ့မြင်ကွင်းကျမနေရာမှာလာဝင်ကြည့်ကြပြီးမထွက်ကြပါနဲ့လို့ပြောကြကျမတို့နေလိုက်ထွက်ခဲ့တာလေစူးစမ်းခဲ့တာစောက်တလွဲရယုံကြကိုယ့်ရှိမှကိုပြရင်ရပြီဆိုယုံကြယူဝဲကလာမယ်ဘယ်နေ့လာပါမယ်လို့ကျမပြောတယ်ခဏပြောတယ်ယူဝဲကမနေ့ပြန်ရောက်ပါမယ်လို့ပြောရင်တော့ကျမတို့ဒီနေ့ထိအကုန်လုံးလူအိမ်တိုင်းအားတိုင်းလုံးနေရမယ်လို့ကျမတို့လူညီဖို့လိုတယ်လူတွေရညီဖို့လိုတယ်ကျမကအိမ်မပြန်နိုင်ဘူးကျမအဲ့ကလေးတွေကိုကျမစောင့်နေတယ်အဲ့ကလေးတွေခေါ်တဲ့နောက်ကိုကျမလိုက်ပြီးတော့ထုတ်ဖို့တော့ကျမလုံးဒါပေမဲ့ထုတ်တာမထုတ်တာပြန်လွတ်ပြရမလွတ်တာမပြောဘူးအဲ့ဖဲခဲတဲ့အချိန်မှာအပေါ်ကနေတနက်တွေနဲ့မိုးပြီးတော့ဒုတ်တွေနဲ့ရိုက်ခဲဘာဖြစ်လို့လဲလမ်းပေါ်မှာလူတွေနဲလို့ကားတွေနဲလို့ကျမကပျက်စီးသွားနိုင်တယ်လို့သိတယ်ကျမအဲ့လဲကောင်မှာပိတ်ပြီးရရက်ထားခဲ့အနည်းဆုံးကျမကားတစ်စီးကိုသူတို့ဖယ်ဖို့ကြိုးစားနေတဲ့အချိန်မှာခလေးဘယ်နှယောက်လွတ်နိုင်မလဲဆိုတဲ့စိတ်နဲ့ကျမဖယ်ထားခဲ့တယ်ကျမထားခဲ့တယ်ကောင်းကျမတို့ဘာတွေလုပ်ပေးနိုင်လဲ
နည်းနည်းလေးဖြစ်ဖြစ်အခုကျမတခုကိုရေးရှိတာပြောမယ်နော်လမ်းမကြီးပေါ်မှာပိတ်ထားတဲ့တော်ယုံတယုံလောက်လှုပ်ထားပြီးတော့အဆောက်မရှိဘူးအစီအဓားတွေကရဲကားတွေအတွက်စစ်ကားတွေအတွက်စောက်ကြီးစိုက်စရာမရှိဘူးဝင်တိုက်သွားတာကျမတို့အိမ်ကားတွေဝင်ပြီးတော့ကူညီနေတဲ့အိမ်ကားတွေကအဲ့ဒီအစီအဓားတွေကိုကိုယ်ရှောင်ပတ်ပြီးသွားနေရတယ်နောက်ပိတ်ဆုံးအဲ့ဒီအစီအဓားတွေကစနစ်တကျဖြစ်ရမယ်ဘေးမှာအဆောက်တယောက်ရှိရမယ်ကျမတို့အိမ်ကားတွေကူညီနေတဲ့ကားတွေအတွက်ကျမတို့ချက်ချင်းသွားဖို့တော့ဝေးတွေရှိနေရမယ်ဒါမှမဟုတ်ကျမတို့လမ်းပေါ်မှာကျမတို့အိမ်ကကားတွေပေါင်းမြောက်များစွာတွေကျမတို့ရှိနေရမယ်အခုကျမတို့ကားတစ်စီးအဲ့ဒီဘတ်တရဲ့အလဲတက်တက်ပါကားပြတ်မရဘူးမရလဲဘာမှမဖြစ်ဘူးထားလိုက်တော့ဒါယူစားပြီးတော့ထွက်ကြရတေးလဲတေးသွားမယ်ဆုံးရှုံးမယ်အများကြီးလို့ပဲထွက်ထားခဲ့တာကျမတို့ပဲဆုံးရှုံးပြီးတော့အချိန်တန်းတော့လှုပ်တဲ့ဟာတွေရေစုံမမျောပြားစေနဲ့လူတိုင်းကျမတို့အင်တိုက်အားတိုက်ရှိသမျှလူအင်အားအပြည့်လမ်းမောကိုပြန်မတက်ဘူးဆိုရင်ကျမတို့ဒီပုံစံတိုင်းအမဲကြီးခြေပြီးတော့ဖြိုခွင်းခံရမယ်ဒီပုံစံတိုင်းဖြိုခွင်းခံရမယ်ဖြိုခွင်းခံပြီးကျမတို့တည်သွားတာပဲအဖတ်တင်မှာနော်ကျမတို့တည်သွားတာပဲအဖတ်တင်မှာဒီပုံစံတိုင်းကျမတို့ဖြိုခွင်းခံရလိမ့်မယ်အင်းတိုင်းအားတိုင်းလူအပြည့်လမ်းပေါ်မှာလူတွေရှောင်ထားသွားအောင်ဇက်တိုက်9ရက်လောက်ထွက်ကြည့်လိုက်ကျမဒီနေ့အချိန်ဒီတလားကြော်သွားပြီကျမ3နာရီကြောက်မအိပ်ရသေးဘူးသမီးကိုတခါတလေမနဲ့တစ်နက်ပဲစားပြီးတခါတလေညတစ်နက်ပဲစားနိုင်တယ်ပင်မန်းလုံးအားကြည့်လို့ကျမတောက်လျှောက်ကျမလုံနေတယ်ဒါပေမဲ့ခုနကကျမပြောတဲ့အချက်ကလေးတွေနောက်ကျမတို့လူတွေလည်းစင်ကျင်ပေးပါကျမတို့ဗီဒီယိုတွေရိုက်တာတချို့ကိစ္စတွေမှာကူညီရရောက်ပေမဲ့အဲ့ဒီဗီဒီယိုကရိုက်နေတဲ့ record တွေကတက်တယ်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကျမတို့အခုလိုကူညီမဲ့လူတွေအတွက်ကိုသိပင်တားဆီးဖြစ်သွားနိုင်တယ်ဆိုတဲ့ဥစ္စာလေးကိုလည်းကျမမြတ်တာရက်ခံခြင်းပါတယ်ကျမ live တင်ထားတယ်ပြန်ကြည့်ပေးပါကျမ live မှာသွားကြည့်ပေးပါအကိုရေးဖယ်ပါဦးကိုရေးဖယ်ပါဦးကျမကားပြန်ထွက်ခြင်းလို့ပါကျမကလေးတွေကိုငါကောက်ဝဲမှာရှိပြန်လာခဲ့တော့ငါတို့ဖြိုးခွင်းပြီးဟိုဘက်ကိုပြေးမယ်တို့ကျမပြောနေတဲ့အချိန်မှာကျမကားထွက်လို့မရဘူးကျမကဒီဘက်ကိုထွက်လာတဲ့အချိန်မှာဒီဘက်မှာလမ်းအတားအဆီးတွေနဲ့အကုန်လုံးပိတ်သွားပြီနောက်ဘက်မှာပွင့်နေတဲ့ဓာတ်စီတိုင်းဟိုဘက်ကျမ်းမှာပွင့်နေတဲ့ဘက်ကျမ်းကိုကျမရောက်မသွားလိုက်နိုင်ဘူးကျမမိန်းမတယောက်အနေနဲ့ကျမသေသွားနိုင်တယ်လို့တီးတီးနဲ့လုံနေတာပါကျမဘယ်ခံရနိုင်တယ်တီးတီးနဲ့ကျမလုံနေတာပါမနှောက်ယှက်ကြပါနဲ့ပောက်ကရတဲ့တွေကို share ပြီးတော့စိတ်နဲ့ကြအောင်မလုပ်ကြပါနဲ့တရင်တစ်ခုတက်လာတိုင်းနဲ့ကြုံတာရှုံတာရှောက်ပြီးတော့မပို့ကြပါနဲ့စင်ကျင်ကြပါကူညီရရောက်မဲ့အလုပ်တွေကိုလုပ်ပေးကြပါလို့တောင်းပန်ပါတယ်တနက်တွေပြည့်နေတဲ့ကြားရတယ်ကျမတစ်ချက်မတုံမလုပ်ဘဲနဲ့ကျမကြီးစိတ်တွေပြည့်နေတဲ့အချိန်မှာကျမရအောင်ကားပေါပြီးတော့ဝင်းထွက်နေကျမလုပ်ပေးအဲ့ကလေးမိန်းကလေးအုတ်ထုတ်တွေကိုအကုန်ဆွဲချပြီးတော့ပါလက်ကိုမြောက်ခိုင်းတာပြီးတော့ကြောကုန်းတော့အသေးရိုက်တာသိလားဘာဖြစ်လို့ရိုက်တာလဲလူနေလို့ရိုက်ခဲ့ငိုပါလို့လေရေလည်းမဆန်တော့ကျေးဇူးပြုပြီးတော့ကြောက်စိတ်ကိုစိတ်ထဲမှာ20ရာခိုင်နှုန်းတော့မထားကြပါနဲ့ရှင်တို့ကျမတို့ရေထဲမှာကြောက်စိတ်20ရာခိုင်နှုန်းပဲရှိကျမတို့ရှုံးလိုက်မယ်ဟိုကမလုံးနဲ့ဒီကမလုံးနဲ့စ
စိတ်20ရာခိုင်နှုန်းပဲရှိကျမတို့ရှုံးလိုက်မယ်သိလားတောင်းမှန်းပါတယ်မကန်စား